ကျွန်တော်တို့ကဒီ cache ထဲမှာ weather error message နေရာမှာကျွန်တော်တို့ cache ကဖမ်းလာတဲ့ email ကိုပို့တယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးကျွန်တော် try စလုပ်တာနဲ့ကျွန်တော်တို့ကဒီ weather loading ဆိုပြီးတော့ကျွန်တော်တို့ loading လုပ်နေတဲ့ကျွန်တော်တို့က state ကိုပို့ပြရမှာပေါ့နော် email လုပ်ပြရမယ်အဲ့ဒါပို့တော့လို့ရှိရင်ကျွန်တော်တို့ကဘာကိုခေါ်ရမလဲဆိုတော့ API ကိုခေါ်ရမယ်ဒီကျွန်တော်တို့ report တွေကနေပြီးတော့ focus ဆိုတဲ့ဒီဟိုလေးကိုခေါ်ပြရမယ် method လေးကိုခေါ်ပြရမယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ DI ကိုပဲတွေ့ကျွန်တော်တို့က DI ကိုကျွန်တော်တို့ကဒီ config ဆိုတဲ့ folder လေးစောင့်လိုက်ပါစိုက်ပြီးတော့ကျွန်တော်တို့က gap DI ကိုဆိုပြီးတော့ကျွန်တော်တို့ဟိုဟာလေးပြန်ပြရမယ်ပေါ့နော်အဲ့ function လေးတစ်ခုရေးပြလိုက်မယ်အဲ့ function တွေမှာကျွန်တော်တို့ကဘာတွေထည့်ရမလဲဆိုတော့အဓိကဒီ DI ကို import လုပ်ပြလိုက်မယ်နော် DI ကို import လုပ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဘာလုပ်ပြရမလဲဆိုရင်ဒီ function လေးပို့ရေးလိုက်မယ် DI ကိုဆိုပြီးတော့ကျွန်တော် backend ပြန်ပေါ့နော် DI ကို cat DI ကိုဆိုပြီးတော့ function လေးကျွန်တော်တို့ပေးလိုက်မယ် function လေးပေးပြီးတဲ့အခါကျရင်ကျွန်တော်တို့ကfinal DI ကိုပေါ့နော် item တွေ DI ကိုကျွန်တော်တို့ပြီးတော့ကျွန်တော် return ဆိုပြီးတော့ကျွန်တော် DI ကိုလေးကိုပြန်ထားခဲ့တယ်ပြန်ထားပြီးတော့မှကျွန်တော်တို့ကဒီ final နောက်တစ်ခုကဘာထည့်ရမလဲဆိုတော့ကျွန်တော်တို့ option ထည့်ရအောင်ပေါ့နော် option ကကျတော့ကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်ကျွန်တော်တို့ခုနပြောခဲ့တဲ့ဒီ base URL ပေါ့နော်ဆိုတော့တင်တာမှာကျွန်တော်တို့ကဒီ BBM repository မှာ base URL ထည့်ရပေါ့နော်ပြန်ထောက်မှာကျွန်တော်ပြန်ပြီးတော့ဟို page runner နဲ့ generate လုပ်မှာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ DI ကိုထဲမှာပြန်ပြီးတော့ option ထဲမှာထည့်ပေးလိုက်တယ် base URL ကကျွန်တော်တို့ခုန BBM ရောက်တဲ့ရခဲ့တဲ့ base URL ကိုကျွန်တော်ထည့်လိုက်တယ်ကျွန်တော်တို့ဒါတွေကိုပြရတည်ရဲဆိုရင်ကျွန်တော်တို့ကဒီမှာထောက်ကြည့်တဲ့အခါကျရင် header ဆိုရင်ကျွန်တော်တို့JSON format ပုံစံမျိုးနဲ့ map နဲ့ပေါ့နော် map data တိုင်းနဲ့ထည့်ပြရမှာဆိုတော့ကျွန်တော်တို့သိခဲ့တဲ့အတွက်ကျွန်တော်တို့ကဒါလေးကိုထည့်ပြရတယ်အဲ့တော့ API key names ကကျတော့ကျွန်တော်တို့ဘယ်ရမလဲဆိုရင်ဆိုတော့က constant data ရတဲ့ထည့်ခဲ့တဲ့ API key name ရဲ့ key values ကိုကျွန်တော်တို့ကထည့်ပေးလိုက်မယ်ပေါ့နော်ဒီထဲမှာတစ်ခါထည့်ပြီးတော့ menu ရေးလိုက်ရတယ်အဲ့ဒါပေမဲ့ကျွန်တော်တို့က snip ကြောင်းပေါ့နော် key values ကိုကျွန်တော်တို့ကဒီ constant data တွေမှာပြင်ပြီးတော့ထည့်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ DI ကိုဒီ pretty DI ကိုတော့ဂျာကိုကျွန်တော်သုံးမယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ robust တွေကိုကျွန်တော်တို့ကဒီ log မှာပေါ့နော် console မှာဒီဘက် console မှာကျွန်တော်ကြည့်နေတဲ့အတွက် pretty DI ကိုတော့ဂျာလေးကိုကျွန်တော်တို့ထည့်ရခြင်းဖြစ်ပါတယ်အဲ့တော့ဒီ pretty DI ကိုတော့ဂျာကိုသူကမသိသေးဘူးပေါ့နော်မသိရတဲ့အတွက်ကျွန်တော်တို့ကဘာထည့်ပေးရမလဲဆိုရင်ဒီ pretty DI ကိုတော့ဂျာလေးကို import လုပ်ပေးမယ်ခုန option လေးကိုတော့ကျွန်တော်တို့ DI ကို constructor ထဲမှာ import လုပ်ပေးလိုက်ပေါ့နော်အဲ့တော့ DI ကိုတော့ဂျာ import လုပ်ပေးလိုက်မယ်Okay, debug mode ဆိုတာကျွန်တော်တို့ဒီ application ကကျွန်တော်တို့ဟိုပြောရမလဲဒီ debug လုပ်နေတဲ့အချိန်မှာပဲ log ရထုတ်ပေါ့နော် release လုပ်ပြီးကျွန်တော်တို့ကမထည့်ချင်တဲ့အတွက်ဒီ release မှာတော့ကျွန်တော် log ရထွက်နေတယ်ကျွန်တော်ကျိုးထိုးပြီးတော့ကျွန်တော်တို့ရဲ့ log ကိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် debug mode ကိုကျွန်တော်တို့ဒီမှာ error ပြနေအဲ့ဒါလေးကိုပြည်လည်ဖို့အတွက်ကျွန်တော်တို့ကဒီ foundation လေးကို import လုပ်ပေးလိုက်မယ်ပေါ့နော် quick fix တွေရဲ့ foundation လေးကို import လုပ်ပေးလိုက်ပါโอเคအဲ့တော့ဒီ filter တွေကိုကျွန်တော်တို့ကဖြတ်လိုက်ပေါ့နော်ဆိုတော့ဒါတော့ဟို DI ဟိုတော့ကလောလောဆယ်အစီပြေသွားပြီပေါ့နော်အစီပြေသွားတဲ့အတွက်ကျွန်တော်တို့ဘာလို့လုပ်ပြရမလဲဆိုရင် repo ဟိုဒီဟိုခေါ်ပြရမယ် API repo တော့ repo ဆိုပြီးတော့ပေးလိုက်မယ်ပြီးကျွန်တော်တို့က API repository ဆိုပြီးတော့ခေါ်လိုက်မယ် component DI ကိုနေရာမှာကျွန်တော်တို့ကဘာထည့်ပြရမလဲဆိုရင်get DI ကိုဆိုပြီးတော့ function လေးပြန်ခေါ်ပြလိုက်အဲ့တော့ final ဟုတ်တယ် final ထည့်မယ်ကျွန်တော်တို့ဒီ API response ဆိုပြီးတော့ model လေးကို import လုပ်ပြရမယ်ပြီး RES ဆိုပြီးတော့ကျွန်တော်တို့ပြန်ပြရမယ်ပြီးတော့ await ဆိုပြီးတော့ခုနကစောက်ခဲ့ report တော့เนาะအဲ့ await ပါတဲ့အတွက်ကျွန်တော်တို့ဗာထည့်ပြရမယ် asynchronous ဒီပြန်ထည့်ပြရမယ်ပေါ့เนาะဟော concept await အမှာ report တော့ဆိုပြီးတော့ focus ဆိုပြီးထည့်ပြရမယ်အဲ့မှာတော့တွေ့ပြီပေါ့เนาะ left နဲ့ကျွန်တော်တို့က long နဲ့left ကများရမယ်ဆိုတော့ event ကထည့်ခဲ့တယ်ကျွန်တော်တို့ attitude ကိုထည့်ပြရမှာပေါ့နော် left ပေါ့လောင်ကလည်းကျွန်တော်တို့ event တော့ကျွန်တော်တို့လောင်ကိုထည့်ပြရမယ် okay အဲ့ဒါဆိုရင်ကျွန်တော်တို့စီပြေးသွားပြီပေါ့နော်စီပြေးသွားဖြစ်တဲ့အတွက်ကျွန်တော်စစ်တော့တယ်ပေါ့ if ကျွန်တော်တို့ဘာလို့စစ်ရမလဲဆိုရင်ဒီမှာတစ်ချက်ကျွန်တော်တို့ data ရလာတဲ့ကောင်ပေါ့နော် result ထဲမှာတော့ကြည့်လိုက်မယ်ဒီမှာကျွန်တော်တို့ status code 200ပေါ့နော်200ဆိုတော့ကျွန်တော်တို့ okay တယ်ပေါ့နော်အဆင်ပြေဆိုတော့ status code ဖြစ်တဲ့အတွက်ဒီမှာတစ်ချက်ပြန်ပြီးတော့စစ်လိုက်မယ်အဲ့တော့ res.cod ဘာနဲ့စစ်လဲ200နဲ့ညီရပေါ့နော်ပြီးတော့ s မှာကျွန်တော်တို့က
200မဟုတ်ဘူးဆိုရင် error ဖြစ်တဲ့အတွက်ဒီ error ကိုပြရပေါ့နော် error တော့လောဆယ်200မဟုတ်ဆိုရင်ကျွန်တော်တို့က internet server error ဆိုတဲ့ message လေးပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့internet server error ဆိုပြီးတော့ရေးထည့်လိုက်မယ် okay နောက်တစ်ခုကကျတော့ဒီ status domain ရထဲမှာ if တခါ IES တော့ကျွန်တော်တို့က list ဒီမှာချက်စစ်မယ် list က is not empty ဆိုမှာပေါ့နော် empty မဟုတ်ဘူးဆိုမှကျွန်တော်တို့ကပြန်မယ်တကယ်လို့ empty ဖြစ်နေရဆိုရင်ကျွန်တော်တို့ဘာကိုပြန်ပေးရမလဲဆိုရင်ဒီ weather empty ဆိုတဲ့ state ကိုကျွန်တော်တို့ UI ဘက်ကိုပြန်ပို့ပေးရမယ်အဲ့တော့ဒီမှာကြည့်လိုက်မယ် email weather loaded အဲ့တော့ IES ပေါ့နော် okay ပေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ blog ဘက်ကတော့အစီအစဉ်သွားပြီပေါ့နော်အဲ့ဒါပြီးကျွန်တော်တို့ကဘယ်ကိုဆက်ရေးရမလဲဆိုရင်ကျွန်တော် UI ဘက်ကိုဆက်ရေးရမှာဖြစ်ပါတယ်